အခုကတော့မြန်မာစံတော်ချိန်နေ့လေမွန်းလွဲတနာရီရှိပါပြီရှင်ဆိုတော့ရမ်းပူပါတယ်ခင်းတော့ဝေးစားအိတ်ဆိုင်ကဟိုကရက်ကနေလည်းမစားလို့မရဘူးကိုယ်တိုင်သွားရတာဘယ်ရောက်ခနေပါလိမ့်အများကြီးရွေးရောက်ပါပြီလာတော့အင်တမျိုးစတော့ဘာလို့ဆိုင်ထိုင်စားလဲဆိုတော့အဲ့ငရုတ်တီးကိုစားချင်လို့မဟုတ်ဘူးနော်သူကထိတ်ဝေးလေးယူလို့ရတယ်ဆိုတော့ဆိုင်ထိုင်စားလိုက်လို့ရှင်ကတမျိုးတွေပေါ့နော်သူတို့ချပေးတယ်ဟင်းရင်လည်းပေးရပေါ့နော်အားကြောင့်လို့ဆိုင်ထိုင်စားတယ်ဆိုင်မှာအေကွာမရှိတော့အသေးမှထိုင်စားနေပူကြီးကိုမပူသွားတဲ့ချိန်ဆိုရင်နေ့လေတနာရီလေးနော်ဆိုတော့နေကအရန်ပူတယ်ဒါပေမဲ့တချို့ထိုင်စားနေတဲ့လူတယောက်မြောက်လို့ရှိရပေါ့နော်မပူရောဆိုတော့3-4ယောက်တော့ရှိရပေါ့ဒီတပွဲကို40ဘတ်ပေါ့နော်ဒီမှာဝင်နေဆိုရင်တော့ဘယ်လောက်လဲတော့မသိဘူးအဲ့ဒါစားပါရရှင်ဘိုင်ဘိုင်